အားလုံးပဲမင်္ဂလာပါ CapCut အခြေခံပညာဌာနသင်တန်းလေးကနေကြိုဆိုလိုက်ပါရစေဒီသင်တန်းလေးက CapCut ကိုအခုမှစပြီးအသုံးပြုမဲ့သူတွေအတွက်အခြေခံကနေစပြီးတော့အသုံးပြုတတ်အောင်သင်ကြားပေးမဲ့သင်တန်းဖြစ်ပါတယ်ကျွန်တော်တို့ CapCut ကို PC မှာအသုံးပြုဖို့ဆိုရင်တော့အရင်ဆုံး browser လေးကိုဝင်ပြီးတော့ CapCut PC download ဆိုပြီးတော့ရိုက်ရှာလိုက်ပါပြီးရင်တော့ဒီမှာပေါ်လာတဲ့ဟာလေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ free download ဆိုတာလေးကိုနှိပ်ပြီးတော့ download ဆွဲလို့ရပါတယ် download ဆွဲပြီးပြီဆိုရင်တော့ install လုပ်လိုက်ပါ install လုပ်ပြီးရင်ကျွန်တော်တို့ CapCut ကို PC မှာအသုံးပြုလို့ရပါပြီ Okay CapCut ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ဒါကိုတွေ့ရပါလိမ့်မယ်ဒီမှာဘာတွေရှိမလဲဆိုရင်ကျွန်တော်တို့ create project ဆိုတာရှိပါတယ်ဒီ create project ဆိုတာကတော့ကျွန်တော်တို့ edit လုပ်မဲ့ video တွေ file တွေဓာတ်ပုံတွေကိုဒီထဲမှာအသုံးပြုရမှာဖြစ်ပါတယ် Okay ကျွန်တော်တို့ editing စပြီးတော့မလုပ်ခင်လုပ်ထားမယ့်အရာလေးတွေရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီနေရာလေးဖြစ်ပါတယ်ဒီမှာတော့ဒါ profession အသုံးပြုသူတွေအတွက်စိုင်းငံလောက်အောင်မှာဒီနေရာကနေဖြစ်ပါတယ်ကျွန်တော်ကတော့ CapCut ကို profession ဝယ်ပြီးတော့အသုံးပြုစေချင်ပါတယ်ဘာလို့လဲဆိုတော့ profession ကိုအသုံးပြုမှသာလျှင် CapCut မှာရှိတဲ့ feature အားလုံးကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်အခြေခံသဘောတရားအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ edit လိုက်တဲ့ video မှာ CapCut ဆိုတဲ့ watermark ကြီးပါနေတာကအစဖျောက်ပစ်လို့ရပါတယ်ဒီလို free version ကိုပဲသုံးမယ်ဆိုရင်တော့အဲ့ဒီ watermark logo ကြီးပါနေမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ setting ပါဒီ setting ဆိုတာလေးကိုနှိပ်လိုက်ရင်ဒီမှာ setting ဆိုတာရှိမယ် manage space ဆိုတာရှိမယ်အဲ့တော့အရင်ဆုံးကျွန်တော် setting တဲကိုဝင်ကြည့်ပါမယ် setting တဲကိုဝင်ကြည့်မှဆိုရင်ဒီမှာ save to draw file တွေရှိပါတယ် draw file ဆိုတာကျွန်တော်ဒီအရင်ကလုပ်ခဲ့တဲ့ video file တွေကို draw file တွေလို့ခေါ်ပါတယ်နောက်ဆုံး video export မလုပ်ရခင်အထိအသုံးပြုထားတဲ့စာတန်းတွေ effect တွေအကုန်လုံးက draw file တွေနဲ့သွားပြီးတော့တင်ထားမှာဖြစ်ပါတယ်ဒါကိုဘယ်နေရာမှာသိမ်းမလဲဆိုတာကိုကျွန်တော်တို့ရွေးချယ်လို့ရပါတယ်ဒီ PC တွေက data C ထဲမှာသိမ်းမလားနောက်ဒီ D ထဲမှာသိမ်းမလားဆိုတာကိုရွေးချယ်လို့ရပါတယ်ကိုက C ထဲမှာ program တွေအများကြီးထည့်စီသေးတယ်ဆိုရင်တော့နေရာတွေအများကြီးစားသွားမှာကြောက်တယ်ဆိုရင်တော့ဒီထဲမှာပဲသိမ်းထားပါကျွန်တော်ကတော့ဒီထဲမှာပဲသိမ်းထားပါတယ်နောက်တစ်ခုကတော့ edit ပေါ့နော်ဒီ edit မှာဘာတွေရှိမလဲဆိုရင်ကျွန်တော်တို့ဒီ frame per second တွေရွေးလို့ရမယ်နောက်ပြီး image ဓာတ်ပုံတစ်ခုထည့်လိုက်တဲ့အချိန်မှာဘယ်လောက် second အထိ video တစ်ပုတ်စဖြစ်မလဲပေါ့နော်ဒါစိတ်ကြိုက်ရွေးထားလို့ရပါတယ်နောက်တစ်ခုကဒီမှာ frame per second ပေါ့နော်ကျွန်တော်တို့ကင်မရာနဲ့ရိုက်တဲ့ဖုန်းနဲ့ရိုက်တဲ့ video အများစုက24 frame per second လောက်ပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီ30 frame per second ကိုdefault အနေနဲ့ထားလိုက်ပါတယ်ဒါပြီးရင်တော့ save ဆိုတာကိုနှိပ်လိုက်ပါ Okay ဒါဆိုရင်တော့ကျွန်တော် editing စပြီးတော့လုပ်လို့ရပါပြီ edit လုပ်ဖို့အတွက်ကျွန်တော်ဒီ create project ဆိုတာလေးကိုနှိပ်လိုက်ပါဒီ create project ဆိုတာကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါကြီးပေါ်လာပါလိမ့်မယ်ဒါကိုဘာခေါ်လဲဆိုရင်တော့ကျွန်တော်တို့ CapCut ရဲ့ interface လို့ခေါ်ပါတယ်ဒီမှာဘာတွေရှိမလဲဆိုရင်ဒီအောက်ကဒီ drag material here ဆိုတဲ့နေရာဒီနေရာတစ်ခုလုံးကိုကျွန်တော်တို့ main timeline လို့ခေါ်ပါတယ်ကို edit လုပ်မဲ့ video တွေသချင်းတွေဓာတ်ပုံတွေစတာတွေအကုန်လုံးကိုဒီထဲမှာထည့်ပြီးတော့ edit လုပ်အောင်မှာဖြစ်ပါတယ်နောက်တစ်ခုဒီနေရာကတော့ import လုပ်တဲ့နေရာပါဒီ import ဆိုတာကတော့ကျွန်တော်တို့ edit လုပ်မဲ့ဓာတ်ပုံတွေ video တွေကိုဒီ set ထဲမှာတင်ထားတဲ့နေရာကနေပြီးတော့ဒီ CapCut ထဲကိုယူရမှာဖြစ်ပါတယ်ဥပမာကျွန်တော်ဒီဓာတ်ပုံတစ်ခုကိုထည့်ပြပါမယ်အခုဒီပုံလေးတစ်ခုကိုကျွန်တော် edit လုပ်မယ်ဆိုရင်ဒီမှာဝင်သွားပါပြီပြီးရင်တော့ဒီကောင်လေးကိုကျွန်တော်ဒီ main timeline ထဲမှာဒီလိုဆွဲချလိုက်အောင်ပါပဲဒါဆိုရင်တော့ကျွန်တော်တို့ဒီစပြီးတော့ edit လုပ်လို့ရပြီပေါ့နော်ဘာတွေလုပ်မယ်ဆိုရင်ဒီမှာဒီခုနကကျွန်တော် image ကို10 second default ထားခဲ့တဲ့အတွက်ဒီ video လေးက10 second စာဖြစ်နေရပေါ့နော်ကျွန်တော်ဆွဲခတ်ပြီးတော့ရှင်းရှင်းနေဆိုရင်ဒီလိုလေးဆွဲဆက်မယ်နောက်တစ်ခုကကျွန်တော်ဒီ timeline တွေကအခုကတပုံထဲမလို့ရှင်းရှင်းလင်းလင်းဖြစ်နေတာပေါ့နော်နောက်တစ်ခု overlay တွေထပ်လိုက်မယ်ဆိုရင်နည်းနည်းရှုပ်သွားနိုင်ပါတယ်နောက်တစ်ခုကဒီ timeline ကိုအကြီးကြီးရှဲ့တာအသေးချဲ့တာပေါ့နော်ကျွန်တော်တို့ဒါလေးကိုအသုံးပြုပြီးတော့ချဲ့လို့ရပါတယ် Okay ဒါတွေကိုနောက်မှကျွန်တော်အသေးစိတ်ပြောပြပါမယ်နောက်တစ်ခုကကျတော့ဒီဟာကို two bars လို့ခေါ်ပါတယ်ဒီ two bars မှာဘာတွေရှိမလဲဆိုရင်ကျွန်တော်တို့ text စာရန်ထိုးတာတွေ caption ထည့်တာတွေကိုဒီမှာသုံးရပါမယ်နောက်တစ်ခုက sticker ဖြစ်ပါတယ်ဒီ sticker ကတော့ကိုယ့်ရဲ့ video ထဲမှာအသုံးပြုခြင်းတဲ့ live format sticker လေးတွေကိုဒီမှာလာပြီးတော့ download ဆွဲပြီးတော့ video လေးကိုထည့်လို့ရပါတယ်နောက်တစ်ခုထည့်ပြပါမယ်အခုဒီများလေးကိုထည့်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ timeline ပေါ်လည်းရောက်သွားပြီဒီမှာလည်းကြိုက်တယ်လို့ကြိုက်တဲ့နေရာမှာလိုအပ်တယ်လို့ချိန်ပြီးတော့ထားလို့ရပါတယ်နောက်တစ်ခုကကျတော့ effect ဖြစ်ပါတယ် effect ကတော့ကိုယ့်ရဲ့ဓာတ်ပုံတွေ video တွေမှာရွေးရှားသွားလာနေတဲ့ effect လေးတွေထည့်တာဖြစ်ပါတယ်ဒီ effect ဆိုရင်ကျွန်တော်တို့ဒီ falling detail ဆိုပြီးတော့အသေးရွယ်လေးတွေကြွေချနေတဲ့ effect ဖြစ်ပါတယ်ဒါလေးကိုပေါင်းလေးနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ video မှာဒီလိုလေးအသေးရွယ်လေးတွေကြွေချသွားပါလိမ့်မယ် Okay ဒီအကြောင်းတွေကိုကျွန်တော်နောက်မှအသေးစိတ်ရှင်းပြပါမယ်ခုလောလောဆယ်တော့ကျွန်တော်တို့ဒီ two bars ရဲ့အလုပ်လုပ်ပုံတွေကိုရှင်းပြပါမယ်နောက်တစ်ခုကတော့ transition ဖြစ်ပါတယ် transition ကတော့ video တစ်ခုနဲ့တစ်ခုကြားမှာကူးပြောင်းသွားတဲ့ပုံစံလေးတွေဓာတ်ပုံတစ်ခုနဲ့တစ်ခုကြားမှာကူးပြောင်းသွားတဲ့ပုံစံလေးတွေကိုခေါ်တာဖြစ်ပါတယ်
နောက်တစ်ခုက caption ဖြစ်ပါတယ် caption ကတော့ကျွန်တော်တို့ဗီဒီယိုထဲမှာပါတဲ့အတန်ကိုမူတည်ပြီးတော့ဘာသာစကားကိုမူတည်ပြီးတော့ဒီ CapCut ကနေပြီးတော့ auto စာတန်းထိုးပေးတာဖြစ်ပါတယ်ဒါပေမဲ့ဒီ auto caption feature ကကျွန်တော်တို့ pro version မှာပဲအသုံးပြုလို့ရပါတယ်နောက်တစ်ခုက filter ဖြစ်ပါတယ် filter ကတော့ကျွန်တော်တို့ဒီဓာတ်ပုံတွေကို edit လုပ်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေရဲ့ color တွေဒီအရောင်တွေကို filter ပေါ့ edit လုပ်တဲ့ filter effect တွေဖြစ်ပါတယ် okay ဒါတွေပြီးပြီဆိုရင်တော့နောက်တစ်ခုကဒီမှာဒီဘက်ချမ်းမှာပါရှိမလဲဆိုရင်တော့ကျွန်တော်တို့ edit လုပ်ဖို့ရအတွက်နေရာတစ်ခုရှိပါတယ်ဒီမှာဘာတွေရှိမလဲဆိုရင်ဓာတ်ပုံရဲ့ scale ပုံကြီးချဲ့တာအသေးချဲ့တာနောက်ပြီးတော့ကျွန်တော်တို့ဒီ image ကို edit လုပ်တာတွေနောက် cut off လုပ်တာတွေနောက်က background ဖြောက်တာတွေနောက်ပြီးတော့ဒီ adjustment တွေ animation တွေကိုအကုန်လုံးကိုဒီဘက်ချမ်းမှာလုပ်ရမှာဖြစ်ပါတယ်ဒါကတော့ဒီ editing area လို့ခေါ်လို့ရတယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ CapCut မှာပါတဲ့ဒီအခြေခံ interface အကြောင်းကိုနားလည်သွားပြီလို့ထင်ပါတယ် okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုတွေမှာအသေးစိတ်ဘယ်လိုမျိုး edit လုပ်ရမလဲဘယ်လို effect တွေသုံးရမလဲဆိုတာကိုတစ်ဆင့်ချင်းနားလည်အောင်ရှင်းပြပေးသွားပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့အောက်ဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်